အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025မေလ1ရက်နေ့ကနေ9ရက်နေ့တောတွင်ကာလဟာကောင်းသောကံကြမ္မာရှိတယ်ဝေးကွာသူတွေနဲ့ပြန်လည်ဆုံစည်းမယ်ခီးကိစ္စကြံစီအောင်မြင်မယ်ရက်တတ်တဲ့လုပ်တွေပြန်လည်စတင်နိုင်တယ်ပိတ်နေတဲ့လမ်းကြောင်းတွေကုန်ပြန်ပွင့်မယ်ကာလရှည်ကြခက်ခဲနေတဲ့ကိစ္စတွေကိုပြေလည်အောင်ဖြေရှင်းပြီးတော့ဥတီချက်တွေနဲ့လုပ်ကံရမှထူးခြားသောတိုးတက်မှုကိုရမယ်အမျိုးသမီးမိတ်ဆွေကြီးကဲတူထမှကူညီရမယ်မေတ္တာရေးရကံကောင်းမယ်စမ်းပွင့်မယ်တရက်နေ့ကအရာရာဆင်ပြေသောနေထားနဲ့တိုးတက်တဲ့ကံပွင့်မယ်နှစ်ရက်နေ့မှာခီးကိစ္စဆင်ပြေမယ်မတော်တဆထိခိုက်မှန်တဲ့ကျူးဆက်ရမယ်တောင်ရက်ကိုတည်သွားစေရနေဖြစ်တတ်တယ်နေ့7နိုင်နဲ့တနိုင်ခွဲကြားအသွားလာကျူးဆက်ရမယ်3ရက်နေ့ကတော့ငွေကြေးကံကောင်းခြင်းလက်ဖွင့်ခြင်းအရာရာဆင်ပြေခြင်းကိုကြောင်းမယ်4ရက်နေ့မှာရန်နောက်ဆက်တွေနဲ့ထိတိုက်တွေ့မယ်အတိုက်ခံများမယ်မှန်းတာနဲ့လက်တွေ့ကောင်းဟာ9ရက်နေ့ကတော့အရာရာကောင်းသောနေထားနဲ့တိုးတက်တဲ့ကံခြေနေတွေဘဝရည်မှန်းချက်တွေအောင်မြင်မယ်6ရက်နေ့ကမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတိုးတက်ခြင်းကိုကြောင်းမယ်သွန်လင်းကစားအဲ့ဒီနေ့မှာမတော်တဆအငြင်းဖြစ်တတ်တဲ့ကျူးဆက်မယ်ခက်ရံဖြစ်မှုကိုလည်းရှောင်မှာအဲ့ဒီနေ့မှာလဲတာပြူတာဆဖြစ်ရင်အငြင်းကြီးတတ်တယ်အသွားလာနေထိုင်ကိုလည်းကျူးဆက်ရမှာပေါ့အရှိမြောက်ရက်ကိုတည်သွားစေနေရှိတတ်တယ်မနေ့4နိုင်ခွဲနဲ့6နိုင်အတွင်းမနေ့စောစောလမ်းလျှောက်သူတွေသွားလာမှကျူးဆက်ညနေ4နိုင်ခွဲနဲ့6နိုင်ကြားမှာလည်းအသွားလာနေထိုင်ကျူးဆက်ပေးရမယ်9ရက်နေ့မှာတော့ထူးခြားတဲ့ကံကောင်းခြင်းနဲ့ဆင်ပြေခြင်းလေးတွေရှိပြီးတော့အရာရာဆင်ပြေသွားမယ်ဒီကာလအတော်အတွင်းမှာတနင်္လာနေ့ငါနေ့သောကြာနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့ဇာတာပတိနေ့စနေနေ့မွေးသူတွေဒုက္ခပေးတတ်တယ်သူတို့နဲ့ပတ်သက်လို့စိတ်နှောက်ယှက်တွေဖြစ်တတ်တယ်6 4 5ကဏ္ဍနေချိုးပေးပါတယ်အပြာရောင်ပန်းရောင်နှုတ်နှစ်ရောင်တို့ကိုဝစ်စင်သွန်ဆွဲပြီးလိုရှိရာကိစ္စဆောင်ရွက်ပါပန်းရောင်နှင်းစီပန်းလေးတွေဖျားပူဇော်ပြီးလိုရာဆုတောင်းမှာထူးခြားစွာကောင်းခြင်းကံတွေရလာပါမယ်ကျေးဇူးတင်ပါတယ်